မင်းမဟုတ်ဘူးလို့ဟုတ်ပြီပါဘူး ခဏလေးဟိုတောင်းသားရနော်အခုဆိုပြမယ်နော်ခဏလေးအဲ့ဒါဒီချိန်လေးကခဏလေးအဲ့ဒါလေးပြောပြီးတော့ဆိုမှအဆင်ပြေလို့နော်မအိမ်နဲ့နော်ကိုနေနဲ့ရှော့စားသိလားနော်ဒီနဲ့သွားထိုင်မင်းသားဖြစ်နေသိလားပြီးမှမိသားစုကတော့ပဲတောင်းတာအဲ့ဒါကြီးပြီးကြမှဆိုလို့နော်လုပ်လို့ရရင်ပြိတ္တကပြေးနေတော့ပြီကျွန်တော်ကြည်ပို့ပြေးနေလို့မကြည့်နဲ့ဟုတ်ဆောပဲဟဲ့ကောကြည့်တာတော့ဘာမှမပြောဆောမလို့ဆောတချင်းဆိုမယ်ဟုတ်ပြီအခုကျွန်တော်ပါရမီပြည့်ပြီနော်ဖုတ်လိုက်လုံပေးမယ်ကြိုက်တယ်မဟုတ်လားဒီလေးမင်းကအဲ့ဖုတ်လိုက်အဲ့အားလေးတော့ကိုကြီးကိုလိုက်ပြီးတော့ Okay ရပြီ Okay စောင်း1 2 3 go ရုံဖုတ်လိုက်ဘာမှမစိုးပါသေးဘူးလေ နေမဲ့ဖုတ်လိုက်ဆို Okay သူ့နေရာလေးရောက်မှသူ့အောင်သူဖုတ်လေ ဟုတ်နေရာမကြပဲသွားဖုတ်ရင်အုံမီးကျွန်းပုံပဲနော် ဟုတ်ပြီရောက်ပြီစောင်းမယ်နော်ရုံတရားအဲ့ရတော့ Come on ဘေးပဲစောင်းနေတော့ယာခုအချက်ချင်းလာခဲ့မယ်လို့ညာပြီးအာစီလို့ရေချုံဟော့ပြောအတော့ကရှုပ်ပွားခါနဲ့လက်ပတ်ပြီးအချင်းတွေဆိုရှုံတာတော့ပြင်းတယ်ဘုံနင်းညာကရှစ်တယ်လို့ဖုတ်လိုက်ခဏလေးကျွန်တော်အိုင်သားလေးမှာခဏလေး ဖုတ်လိုက်လို့မရတချင်းမကောင်းတချင်းတော်ပါတော့တချင်းမကောင်းပြောင်းတချင်းပြောင်းလို့ကောင်းပြောင်း အဲ့ဒါဆိုဟိုတချင်းဆိုပဲပဲဟိုတနေ့ကနမ် ဘယ်ဦးတော့ ရှူပေါ့ဟိုတနေ့ကခေစားရတဲ့တချင်းမနောဆိုထားတဲ့ဘိုးအောင်တင်ဆောင်းပဲပဲဆောင်းပဲ1 2 ဆိုပါဒိုင်းလောင်းနဲ့မြောင်မင်းလက်ပြဖုံးနဲ့ထုံမှာသိမဲ့မသားဘူး အဲ့ဒါဆိုမင်းတို့နောက်ကတချင်းတစ်ပုတ်စုံပေးမယ် ကောင်းလေးဆိုကွာ ပုတ်ပါတချင်း ပုတ်ပါတော့မလဲ ပုတ်ပါတောင်ကလေးတချင်းတိုက်တယ်နော်အဲ့ဒါစောင်းမယ်အကိုကျွန်တော်နတ်တော်လေအမီကိုပြီးတော့ကျွန်တော်တချင်း အဲ့ဒါဆောလိုက်တာလို့ဘယ်စားတာလာတာဟော အဲ့ကောင်ဝါစာဘတ်ဒီစင်း